ကိုဝင်ဆောင်တတိယ3လကိုရောက်ရှိလာတဲ့မိမိအားလုံးပဲ congratulation ပါရှင်မိမိအားလုံးပဲဒီအချိန်ဒီမှာဆိုရင်တော့ဘိုက်ကလေးကတိတိတသားဖောင်းလာတဲ့အတွက်ကြောင့်မို့လို့ကိုယ့်ရဲ့ရင်သွေးလေးနဲ့ကိုယ့်ရဲ့ချိတ်ဆက်မှုတွေကပို့ပြီးတော့ခိုင်မြဲလာမယ်လို့မျှော်လင့်မိပါတယ်တတိယကိုဝင်3လမှာဆိုရင်လွယ်ထားရတဲ့ကလေးလေးကမွေးဖွားချိန်နီးလာတဲ့အတွက်ကြောင့်မို့လို့မိမိအနေနဲ့စိုးရိမ်မှုတွေကပို့ပြီးတော့ဖြစ်လာတဲ့အပြင်ဒီလွယ်ထားတဲ့ကလေးလေးကအလျင်အမြန်ကြီးထွားလာတဲ့အတွက်ကြောင့်မို့လို့လေးလံမှုတွေနာကျင်မှုတွေပို့ပြီးတော့ခံစားနေရတဲ့အခြေအနေပဲဖြစ်ပါတယ်ဒါကြောင့်ဒီဗီဒီယိုလေးမှာတတိယကိုဝင်3လမှာမိမိတွေကဘယ်လိုမျိုးလက္ခဏာလေးတွေကိုကြုံတွေ့ရနိုင်လဲတကယ်လို့အဲ့လိုမျိုးလက္ခဏာလေးတွေကြုံတွေ့ရမယ်ဆိုရင်ဘယ်လိုမျိုးဖြေရှင်းလို့ရလဲဘယ်လိုမျိုးလက္ခဏာတွေကတော့အနည်းရရှိလဲဆိုတဲ့အကြောင်းအရာလေးတွေကိုပြောပြပေးချင်ပါတယ်ကိုဝင်ဆောင်မိမိကြုံတွေ့ရတဲ့အတွေ့အကြုံတွေကတခုကတော့ကလေးလေးတိုးခြင်းကလေးလေးလှုပ်ရှားမှုကိုခံစားသိရှိခြင်းပဲဖြစ်ပါတယ်လေးလေးကအရင်လတွေထက်ပိုပြီးတော့တန်းဆွမ်းပြီးတော့ကြီးထွားလာတဲ့အတွက်ကြောင့်မို့လို့သူတို့ရဲ့လှုပ်ရှားမှုလေးတွေကလည်းပိုပြီးတော့တည်တာပြီးတော့ပိုပြီးတော့ပြင်းထန်လာပါတယ်ကလေးလေးလှုပ်ရှားမှုရှိတယ်ဆိုတာကကလေးလေးကကျန်းမာနေတယ်ဆိုတဲ့လက္ခဏာပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့မိမိတွေအနေနဲ့ကလေးလေးရဲ့လှုပ်ရှားမှုကိုမှတ်သားထားနိုင်ရင်ပိုပြီးတော့ကောင်းပါတယ်။ဘယ်လိုမျိုးမှတ်သားရမလဲဆိုရင်တော့နားတဲ့အချိန်ကြီးမှာမှတ်သားတာကပိုပြီးတော့ကောင်းပါတယ်။ဒါကြောင့်မို့လို့မိမိတွေအနေနဲ့နေ့လယ်စာစားပြီးပြီးညစာစားပြီးပြီးခဏနားတော့မယ်ဆိုရင်အိပ်ရာလေးပေါ်မှာဘယ်ဘက်ဆောင်ပြီးတော့လှဲပြီးတော့အိပ်ပြီးတော့ကလေးလေးလှုပ်တာကိုမှတ်သားလို့ရပါတယ်။ကလေးလေးလှုပ်ရှားတာကိုမှတ်သားတဲ့အချိန်ကနေ့စဉ်တူညီတဲ့ချိန်ဆိုရင်ပိုပြီးတော့ကောင်းပါတယ်ကလေးလေးကန်နာလှိမ့်နာစရှိတဲ့သူ့ရဲ့လှုပ်ရှားမှုအကုန်လုံးကိုမှတ်သားလို့ရပါတယ်ကလေးလေးလှုပ်ရှားတာက10ခါပြည့်တဲ့အထိဘယ်ချိန်လဲဆိုတာလေးကိုမှတ်သားထားလို့ရပါတယ်10ချိန်ပြည့်တဲ့အချိန်ကနာရီဝက်လည်းဖြစ်နိုင်ပါတယ်တနာရီလည်းဖြစ်နိုင်ပါတယ်ဒါပေမဲ့ကလေးလေးရဲ့လှုပ်ရှားမှုမရှိဘဲနဲ့အရန်ကိုနဲနေတယ်လှုပ်ရှားမှုနှေးနေတယ်လို့ထင်တယ်ဆိုရင်တော့ဆရာဝန်နဲ့တိုင်ပင်ပြီးတော့ပြသတင်ပါတယ်ဒုတိယမိမိကြုံတွေ့ရတဲ့အတွေ့အကြုံကတော့မိမိရဲ့နာကျင်မှုပဲဖြစ်ပါတယ်။ဘိုက်ကအရန်ကိုကြီးမားလာတဲ့အတွက်ကြောင့်မို့လို့ဘိုက်ကြွက်သားတွေနာတာခါနာတာနောက်တင်မားတွေနာတာပေါင်တွေနာတာပေါင်ချန်နာနာတာအစရှိသဖြင့်ခန္ဓာကိုယ်တစ်ကိုယ်လုံးကနာကျင်ကြိုက်ခဲပြီးတော့ညောင်းညာတာမျိုးတွေဖြစ်တတ်ပါတယ်။ဒီလိုမျိုးနာကျင်ကြိုက်ခဲမှုတွေသက်သာဖို့အတွက်ဆိုရင်တော့ဖနက်ကိုအမြင်ကြီးမစီးဘဲနဲ့ဖနက်အပါးလေးတွေကိုပဲရွေးချယ်ပြီးတော့စီးသင့်ပါတယ်။ဒါအပြင်ခန္ဓာကိုယ်ကတက်တောင့်တက်တာရှိအောင်လို့ပော့ပော့ချောင်ချောင်အဝတ်စားလေးတွေကိုဝတ်ဆင်သင့်ပါတယ်။ခန္ဓာကိုယ်ကညောင်းနေကြိုက်တယ်ဆိုပြီးတော့မလှုပ်ရှားပဲနဲ့နေတာမျိုးကိုရှောင်ကျဉ်ပြီးတော့လမ်းလေးကိုပုံမှန်လျှောက်ပေးသင့်ပါတယ်။ဒါအပြင်မတက်ရက်တယ်ဆိုရင်လည်းခြေထောက်တစ်ဖက်ထဲကိုအားပြုပြီးတော့ရက်တာမျိုးမလုပ်ဘဲနဲ့နှစ်ဖက်ကိုမျက်မျှတတရက်ပြီးတာပို့ပြီးတော့ကောင်းပါတယ်။ဒါအပြင်ထိုင်ထလုပ်တယ်ဆိုရင်လည်းခါးကိုမမတ်ထားတာပို့ပြီးတော့ကောင်းပါတယ်။အိပ်ဆက်တဲ့အခါမှာဆိုရင်လည်းဘယ်ဘက်ကိုစောင်းပြီးတော့အိပ်ပေးတာကကလေးအတွက်ရောမိခင်အတွက်ရောပို့ပြီးတော့ကောင်းပါတယ်အဲ့လိုမျိုးဘယ်ဘက်ကိုစောင်းပြီးတော့အိပ်တဲ့အခါမှာဒီခြေထောက်နှစ်ခုကြားထဲမှာဖက်လုံးရှည်ကိုခွာပြီးတော့အိပ်ပေးသင့်ပါတယ်နာကျင်မှုတွေကိုတက်တာအောင်လို့ရေနွေးအိပ်ကပ်ပေးလို့လည်းရပါတယ်ဒါအပြင်ပါရာစီတမော900 မီလီဂရမ်ကိုလိုအပ်တယ်ဆိုရင်တောက်ပေးလို့ရပါတယ်ရှင်နောက်ထပ်ကြုံတွေ့ရတဲ့လက္ခဏာတစ်ခုကတော့မိမိတွေကတခါတလေမှာဘိုက်ကခက်တင်းတင်းဖြစ်နေတယ်ဆိုတဲ့ခံစားချက်ကိုရရှိတာပဲဖြစ်ပါတယ်အဲ့လိုမျိုးဘိုက်ကြီးကတင်းနေတယ်ခက်တင်းတင်းဖြစ်နေတယ်ဆိုတာက Braxton Hicks contraction လို့ခေါ်ပြီးတော့ဒါကခန္ဓာကိုယ်ကမွေးဖို့အတွက်လေ့ကျင့်နေတာပဲဖြစ်ပါတယ်ခန္ဓာကိုယ်ကမွေးဖွားဖို့အတွက်ဒီလေ့ကျင့်နေတဲ့ Braxton Hicks contraction နဲ့ကလေးမွေးပြီးတော့တကယ်နာတယ်လေးပါပိန်းနေတာလည်းကွာခြားမှုတွေရှိပါတယ်ဘယ်လိုမျိုးကွာခြားတာလဲဆိုတာလေးကိုဆက်ပြီးတော့ပြပြပေးချင်ပါတယ်လေ့ကျင့်နေတဲ့အချိန်မှာဗိုက်တင်းတင်းဖြစ်ပြီးတော့နာလာတာမျိုးကဒီလေးပါပိန်းလို့ခေါ်တဲ့တကယ်မွေးဖားပြီးတော့နာတဲ့ဟာလိုမျိုးအရန်ကြီးပြင်းပြင်းထန်ထန်နာတာမျိုးမရှိပါဘူးဒါအပြင်ခဏလောက်နာတဲ့အခါမှာတက်တာသွားတာမျိုးဖြစ်တတ်ပါတယ်ပြီးတော့ဒီလိုမျိုးနာတဲ့အခါကလည်းခ
စိတ်ပို့ပြီးတော့နာလာတာမျိုးတွေနာပြီးတော့ပြန်ပြီးတော့ပျောက်သွားလိုက်ထပ်ပြီးတော့နာလိုက်အဲ့လိုမျိုးတွေ interval အနေနဲ့မရှိပါဘူးရှင်တကယ်မွေးချင်လို့နာတဲ့လေပါပိန်းမှာဆိုရင်တော့နာကျင်မှုကတဖြည်းဖြည်းနဲ့ပို့ပြီးတော့ပြင်းလာတယ်ဒါအပြင်နာလိုက်ပျောက်သွားလိုက်နာလိုက်ပျောက်သွားလိုက်စတဲ့ interval နဲ့နာတာမျိုးတွေဖြစ်တတ်ပါတယ်။အနေရရှိတဲ့လက္ခဏာတစ်ခုအနေနဲ့ကြားဖြတ်ပြီးတော့ပြောရမယ်ဆိုရင်တော့ကိုယ်ဝင်ဆောင်မိမိတွေမှာသွေးဆင်းတာပဲဖြစ်ပါတယ်။ကိုယ်ဝင်ဆောင်မိမိတွေမှာသွေးတွေဒလဟောဆင်းသွားတယ်။သွေးဆင်းတာနည်းနည်းများတယ်ဆိုရင်တော့အချင်းကအောက်ရောက်နေတာအချင်းကွာသွားတာအစရှိတဲ့အနေရရှိတဲ့လက္ခဏာတစ်ခုပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကိုယ်ဝင်ဆောင်ကာလမှာသွေးဆင်းတယ်ဆိုရင်တော့နီးစပ်ရာဆေးရုံဆေးခန်းကိုချက်ချင်းတွားရောက်ပြသတင်ပါတယ်။တချို့ကိုယ်ဝင်ဆောင်မိမိတွေမှာတော့ကိုယ်ဝင်ဆောင်အချွဲဆင်းတာနဲ့မှားတတ်ပါတယ်။ဘာကြောင့်လဲဆိုရင်တော့ဒီ mucus plug လို့ခေါ်တဲ့ကိုယ်ဝင်ဆောင်ချိန်မှာအချွဲဆင်းနေဆိုတာကတော့ပုံမှန်ချိန်တွေမှာဆင်းတတ်တဲ့အတွက်ကြောင့်မို့လို့ပဲဖြစ်ပါတယ်။လူမျိုးအချွဲဆင်းတဲ့အခါမှာအယောင်ကအကြည်ရောင်လည်းဖြစ်နိုင်တယ်လို့တချို့မှာဆိုရင်တော့သွေးရောင်လေးနည်းနည်းပါတာမျိုးရှိတတ်ပါတယ်။ဒါကြောင့်မို့လို့သွေးဆင်းတာနဲ့ mucus plug နဲ့ခေါ်တဲ့ဒီအချွဲဆင်းတာနဲ့ကမှားတတ်ကြပါတယ်။ဝင်ဆောင်အချိန်မှာအချွဲဆင်းတဲ့ mucus plug ထွက်လာတဲ့အချိန်မှာဆိုရင်တော့ဒီအယောင်လေးနဲ့ပြောရမယ်ဆိုရင်အကြည်ရောင်လည်းဖြစ်နိုင်တယ်အဝါရောင်လည်းဖြစ်နိုင်တယ်သွေးရောင်လေးနည်းနည်းပါတာလည်းဖြစ်နိုင်ပါတယ်ဒါပေမဲ့ဒီ mucus plug ဆင်းတာကသွေးဆင်းတာလောက်အရင်ကြီးများမနေတတ်ပါဘူးဒါအပြင် mucus plug ဆိုတာကအချွဲဆင်းတယ်ဆိုတဲ့အတိုင်းပဲသူ့ရဲ့ပုံစံလေးကချွဲပါပါတယ်လူမျိုးကိုယ်ဝင်ဆောင်ကာလမှာအချွဲဆင်းတယ်ဆိုတာကဝေးဖွားမဲ့အချိန်ရောက်ခါနီးပြီဆိုတဲ့ဟာကိုပြသတဲ့လက္ခဏာတစ်ခုပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကိုယ်ဝင်ဆောင်အချွဲဆင်းသွားပြီဆိုရင်ဗိုက်နာမနာကိုစောင့်ကြည့်သင့်ပါတယ်။ဒါအပြင်ဆေးရုံသွားဖို့လည်းကိုကပြင်ဆင်ထားသင့်ပါတယ်။နောက်ထပ်ကြုံလာရတဲ့လက္ခဏာတစ်ခုကတော့မိမိရဲ့ခြေထောက်တွေကဖောရောင်လာတာပဲဖြစ်ပါတယ်။ဘာကြောင့်မို့လို့ဖောရောင်လာရတာလဲဆိုရင်တော့ဒီကြီးထွားလာတဲ့တအိမ်ကပဲခြေထောက်ကနေပြီးတော့မှပြန်တက်တဲ့သွေးပြန်ကြောတွေကိုဖိထားတဲ့အတွက်ကြောင့်မို့လို့ဒီခြေထောက်ကဆင်းသွားတဲ့သွေးတွေကနှလုံးကိုသွားဖို့အတွက်အားနည်းသွားတဲ့အတွက်ကြောင့်မို့လို့ခြေထောက်တွေဖောရောင်လာရတာပဲဖြစ်ပါတယ်ရှင်။ဒါပေမဲ့တချို့မိမိတွေမှာဆိုရင်တော့ဒီသွေးပေါင်ချိန်ကအရန်ကိုပဲတက်နေတယ်သွေးပေါင်ချိန်တိုးနေတယ်ဆိုရင်လည်းခြေထောက်တွေကဖောရောင်တတ်ပါတယ်။ဒါကြောင့်မို့လို့ခြေထောက်တွေဖောရောင်နေပြီဆိုရင်တော့သွေးပေါင်ချိန်ကိုပုံမှန်တိုင်းသင့်ပါတယ်။ခြေထောက်မဖောတဲ့မိခင်တွေမှာဆိုရင်လည်းဗိုက်အပ်ရင်းနဲ့သွေးပေါင်ချိန်ပုံမှန်တိုင်းပေးတာပဲဖြစ်ဖြစ်ကိုယ့်ရဲ့အိမ်မှာရှိတဲ့ home blood pressure တိုင်းတဲ့ဆက်လေးတွေနဲ့သွေးပေါင်ချိန်ပုံမှန်တိုင်းပေးတာပဲဖြစ်ဖြစ်ပြုလုပ်ပေးသင့်ပါတယ်။ခြေထောက်ဖောရောင်တာတွေဖြစ်နေပြီဆိုရင်တော့ကိုယ့်အနေနဲ့ဖက်နှက်အပားလေးတွေကိုစီးပေးမယ်။ပွားပွားချောင်ချောင်ရှိတဲ့အဝတ်စားလေးတွေကိုဝတ်ပေးမယ်။ဒါအပြင်သွေးလည်ပတ်မှုကောင်းအောင်လို့လမ်းလျှောက်ပေးတာလေးတွေပြုလုပ်သင့်ပါတယ်။လူမျိုးလမ်းလျှောက်ပေးခြင်းအပြင်ခန္ဓာကိုယ်ရဲ့သွေးလည်ပတ်မှုကိုကောင်းစေတဲ့အပြင်ခြေသလုံးကကြွက်သားကနေပြီးတော့မှသွေးပို့ပြီးတော့ညှစ်ပေးနိုင်တဲ့အတွက်ကြောင့်မို့လို့ခြေထောက်ဖောတာတွေကိုတက်တာစေပါတယ်။ဒါကြောင့်မို့လို့လမ်းပုံမှန်လျှောက်ပေးဖို့တိုက်တွန်းပါတယ်။ဒါအပြင်ကိုယ့်အနေနဲ့ငပိငချောက်ငန်းပြာကြီးလို့ခေါ်တဲ့အငံကြီးစားသုံးတာများတယ်ဆိုရင်လည်းအငံတွေကိုလျှော့ပြီးတော့စားတောက်တင်ပါတယ်။ခြေထောက်ကိုလည်းအားနေတဲ့အချိန်မှာဆိုရင်တော့ထောင်ပြီးတော့မြှောက်ထားပေးလို့ရပါတယ်ရှင်။နောက်ဆုံးအနေနဲ့မိမိဖြစ်တတ်တာကတော့စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေပဲဖြစ်ပါတယ်။မိမိအနေနဲ့ခါတိုင်းလူမျိုးစိတ်သက်ကြံ့ခိုင်မှုမရှိဘဲနဲ့တခုခုဆိုရင်စိတ်ညစ်တာနောက်တစ်ခုကစိတ်တူတာငိုချင်တာအစရှိတဲ့ခံစားချက်တွေအားလုံးဖြစ်တတ်ပါတယ်ဒါဒီဟော်မုန်းအပြောင်းလဲတွေကြောင့်ပဲဖြစ်တတ်ပါတယ်ဒီလိုမျိုးအခြေအနေအပြင်ပေါ့နော်မိမိအနေနဲ့ကလေးလေးကိုငါမွေးနိုင်မှမလားငါမွေးမယ်ဆိုရင်ဖိုက်ကဘယ်လောက်နာမှာလဲဒီနာတဲ့တန်ကိုခံနိုင်မှမလားကလေးလေးမွေးလာပြီဆိုရင်လည်းငါတကယ်ကြီးပြုစုစောင့်ရှောက်ပေးနိုင်မှမလားအစရှိတဲ့စိုးရိမ်စိတ်တွေတော်တော်များများကမိခင်တွေမှာရှိတတ်ပါတယ်ဒါကြောင့်မို့လို့မိမိကိုပြောချင်တာကကိုကြုံတွေ့နေရတဲ့လူမျိုးခံစားချက်တွေဆိုတာကိုတယောက်တည်းမဟုတ်ပါဘူးမိခင်တွေတော်တော်များများဒီလိုမျိုးအတွေ့အကြုံတွေကိုကြော်ဖြတ်ပြီးတော့ဖြတ်သန်းသွားတာပဲဖြစ်ပါတယ်ကိုခံစားနေရတာတွေကိုတွေ့ကြုံနေရတာတွေကိုပုံမှန်လင်းလင်းကိုရဲ့ခင်မွန်းဖြစ်တဲ့သူမိသားစုဝင်တွေကိုပြောပြပေးနိုင်တယ်လို့မျိုးပဲကိုဘိုက်အပ်ထားတဲ့တာဖွားမီးရဲ့ဆရာဝန်ကြီးပဲဖြစ်ဖြစ်စေချမ်းမာရေးဆရာဝန်ကြီးနဲ့ပဲဖြစ်ဖြစ်လိုအပ်တယ်ဆိုရင်တိုင်ပင်ပြီးတော့ကုသသင့်ပါတယ်ကျမကိုယ်တိုင်လည်းအခုဆိုရင်တော့ကိုဝင်ဆောင်103လကိုကြော်ဖြတ်နေတဲ့မိခင်လောင်းတစ်ယောက်ပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကျမအနေနဲ့ကြုံတွေ့ရတဲ့လက္ခဏာလေးတွေဒါအပြင်မိမိအနေနဲ့သတိထားလို့ရတဲ့အနေရရှိတဲ့လက္ခဏာလေးတွေကိုအားလုံးသိအောင် sharing လုပ်ပေးတာပဲဖြစ်ပါတယ်ရှင်။
တတိယ3လကိုဝင်ဆောင်ဗီဒီယိုလေးအပြင်ကျမအရင်တုန်းကဖြတ်တန်းခဲ့ဘူးတဲ့ပထမကိုဝင်ဆောင်3လဒုတိယကိုဝင်ဆောင်3လအစရှိတဲ့ကိုဝင်ဆောင်ကာလတွေမှာကြုံတွေ့ရလေးရှိတဲ့လက္ခဏာတွေနဲ့ဆောင်ရန်ရှောင်ရန်အချက်လေးတွေပြောထားတဲ့ဗီဒီယိုလေးတွေလည်းရှိပါတယ်ရှင်။အဲ့ဒီပထမကိုဝင်3လဒုတိယကိုဝင်3လဆိုတဲ့ဗီဒီယိုလေးတွေကိုအလွယ်တကူကြည့်ရှုလို့ရအောင်လို့ description မှာ link အနေနဲ့ချထားပေးပါမယ်ရှင်။မိမိအနေနဲ့လည်းကိုခံစားနေရတဲ့လက္ခဏာတွေကိုကြုံတွေ့နေရတဲ့အတွေ့အကြုံတွေကို comment မှာ sharing လုပ်ပေးနိုင်ပါတယ်ရှင်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်။အားလုံးကိုကျေးဇူးတင်ရှိပါတယ်ရှင်။တတာ